Ayambane, ပြမဖျားငယံပန်းတီ Tantara, တန်တာရ Buddha Dukado, ဝိတ္တဒုက္ခတော Mosanataya, မောဇနာထာယ Idarane Nataha, ဣတရဏေနတဟ Insa Dilan, ပြင်စတိလံ Tamariyama, တမာတိယာမ Asimya Paya, အရှင်မြတ်ဖျား Davido Myadi, တပည့်တော်များသည် Puna Deye, အိုနာတေယေ Dukha Vedoma, ဒုက္ခဘေးတို့မှ Kinweyaman, ကင်းဝေးရမှန် Yanaibango, မျက်နှိပ်ပံကို Jitan Taunda, ပြည်တန်တောင့်တ Yaulola Yue, ရောက်လူလာ၍ Paya Daya, ဘယာတရား Tanga Abin, တန်ခါအားဖြင့် Taranago, တရဏဂုံ Tombane Dagua, သုံးပါးနှင့်တကွ Inga Ngabane, အင်္ဂါ၅ပါးနှင့် Pizondo, ပြည့်စုံသော Pilaro Miago, သီလတော်မြတ်ကို Tindong Kanyu, ကျင့်သုံးခံယူ Taudibai, တောက်တည်ပါ၏ Ashimya Paya, အရှင်မြတ်ဖျား Tidarane Nata Pinsa Dilan Daman Tarukan Katawa Apamadina Tamadita. အာမဗန္တိပါအရှင်ဖျား 31ရက်9လပိုင်း2026 32ကြိမ်မြောက် online တရားစခန်း၌တရားအလုပ်ပွားများအားထုတ်၍နေကြဂုံသောယောဂီသူတော်စင်ပေါင်းတို့အား၎င်းသာသနာတော်၌ဆွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါလို့ငါထောက်ပံ့လူရန်ကြဂုံသောတရားဓမ္မပေါင်းတို့အား၎င်းပြန်လည်တော့ပြန်ကျေးဇူးဆက်သောအနေအားဖြင့်ဓမ္မဒါနပြုလိုသည့်တရားတော်ကဗရဏတတိဘာဝနာတရားဒေသနာတော်ဗရဏတတိဘာဝနာတရားဒေသနာတော်ဘုရားသခင်ကအားရမှာကိုယ်ဆောင်ကမ္မထံ၄ပါးဟောကြားထားလိုက်တယ်ဗုဒ္ဓနုတ္တိမေတ္တာအစအတုပါမရဏတတိတဲ့ကိုယ်ဆောင်ကမ္မထံ၄ပါးဗုဒ္ဓနုတ္တိကမ္မထံလည်းပွားပြီးပြီမေတ္တာကမ္မထံလည်းပွားပြီးပြီဗုဒ္ဓနုတ္တိယတရက်မေတ္တာကမ္မထံကတရက်အတုပမရဏတတိဒေခြင်းတရားပွားများရမယ်အတုပဘာဝနာဆိုတာမတင့်တယ်တာတယောက်နဲ့တယောက်ချိန်တန်ရွယ်ရောက်လာလိုက်တဲ့အမျိုးသားမျိုးသမီးဘာကစိတ်တွေပြင်းထန်လာရင်အတုပသဘောကိုစဉ်းစားလိုက်ရတယ်ဆင်ခြင်လိုက်ရတယ်ငါခန္ဓာကိုယ်ကလည်းပဲမျက်ချိနှာကြီးကျင်ကြီးကျင်ငယ်တွေယူထွက်နေတာပဲဒေါရကိုပေါက်ကသူခန္ဓာကိုယ်လည်းပဲမျက်ချိနှာကြီးကျင်ကြီးကျင်ငယ်တွေဒေါရကိုပေါက်ကယူထွက်နေတာပဲအတုပသဘောကိုစဉ်းစားလိုက်ရင်ဆင်ခြင်လိုက်ရင်တဲ့ရာဂကင်းစင်တယ်အတုပသဘောကိုစဉ်းစားလိုက်ရင်ဆင်ခြင်လိုက်ရင်ရာဂကင်းစင်တဲ့အတုပကပွားလေညမဲညာစိတ်ရာဂတဲ့အတုပဘာဝနာကိုပွားရင်ရာဂတွေများနေတဲ့ရာဂတွေနည်းတော်မယ်နည်းနေတဲ့ရာဂတွေပပြောက်တော်မယ်ဗရဏတတိဘာဝနာဒေခြင်းတရားကိုပွားများရဒေခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကအမျိုးမျိုးဟောကြားထားလိုက်တဲ့အမျိုးမျိုးဟောကြားထားလိုက်တဲ့ထဲမှာမန္တလေးမြို့မဟာဝိသုဒ္ဓရာယုံရွှေကျင်ဘိုင်းဌာနချုပ်ကရှေးတုန်းကမဟာဝိသုဒ္ဓရာယုံဆရာတော်ဘုရားကြီးကဒေခြင်းနဲ့ပတ်သက်ပြီးတော့လင်္ကာရေးသားထားလိုက်တာကအဲ့ဒီလင်္ကာကိုရှင်းပြမှာဖြစ်တယ်မက္ခဆွဲယူများဖို့လူတို့တဲ့နိဗ္ဗူမယအိဗံမယဆင်းရဲကြလေတဲ့တတ္တဝါတွေတဲ့နိဗ္ဗာန်ကိုမရောက်သေးလို့ရှိရင်မရသေးရဲ့ဘယ်ဘဝပဲရောက်ရောက်ဆင်းရဲမှာပဲဖြစ်တယ်အလို့ဆင်းရဲတာတော့ဆိုတော့သင်္ကြိုသမုတ်စည်းပိုင်းကပြထားလိုက်တယ်နောက်ပိုင်းလေးဂါရကပြထားလိုက်တာဘယ်လိုပြထားတော့ဒုက္ခဒေဘုမကံဝတ္တံတဲ့ဒုက္ခဒေဘုမကံဘုံ၃ပါး၌ဖြစ်တဲ့တရားတွေဘုံ၃ပါးဆိုတော့ကာမဘုံရူပဘုံအရူပဘုံလူဘုံနဗ္ဗီ၆ထပ်သတ္တဘုံအဲ့ဒီအပယ်၄ဘုံမှာဖြစ်တဲ့တရားဝါတွေတဲ့ရူပဘုံမှာဖြစ်တဲ့တရားဝါတွေအရူပဘုံမှာဖြစ်တဲ့တရားဝါတွေဘုံ၃ပါး၌ဖြစ်တဲ့တရားတွေကဆင်းရဲတဲ့တရားတွေဖြစ်တယ်တဲ့အဲ့ဒီဆင်းရဲတဲ့တရားတွေကဘု து ကြောင့်ဖြစ်တာတော့ဆိုတော့သမုတ်စည်းပိုင်းဂါရာကခုနကအပိုက်ရဲ့အောက်ကပိုက်ကပြထားလိုက်တာကတဏှာသမုဒယောဘဝေတဲ့အကြောင်းတဏှာကြောင့်ဖြစ်တာတဲ့တရားနဲ့တရားချက်တယ်ကြိုက်တယ်ဆိုတဲ့အကြောင်းတဏှာကြောင့်ဖြစ်တာတဲ့အကြောင်းတဏှာရှိလို့မို့နေဘူးမရှောင်မိုးရွာမရှောင်အလုံးလုံးနေရတောဝပုဂ္ဂိုလ်လည်းပဲတောသွားရလဲတော်သွားရရာတော်သွားရမြို့ပေါ်လည်းပုဂ္ဂိုလ်လည်းပဲစေဆိုင်သွားရကုမ္ပဏီသွားရစက်ယုံသွားရငါခင်မွန်တဲ့စားဖို့ငါဇနီးတဲ့စားဖို့ငါသားသမီးစားဖို့ရှာရဘွေးရအဲ့ဒီမှာအဲ့ဒီကရောက်တော့ဘုံသုံးပါးမှာဖြစ်တဲ့တရားတွေကဆင်းရဲတဲ့တရားတွေဖြစ်တယ်
မကဆွဲယူများဖို့လူတို့နေဘူးမရဆင်းရဲကြလေတဲ့လောကသုံးဖြင့်တဲ့ဘုံသုံးဖြင့်ဝဲဖြစ်လင်ပြည့်မြဲမှန်မလွယ်သည်တဲ့လောကသာလောကတတ္တလောကသင်္ကာရလောကဆိုတဲ့လောကသုံးပါးအဲ့ဒီမှာလောကသုံးပါးမှာဖြစ်နေလိုက်တဲ့တရားဝါတွေဟာတဲ့ဖြစ်ပြီးရင်ပြည့်ရတာပါပဲတဲ့ပစ္စည်းပေါ်တဲ့သူရောမပေါ်တဲ့သူရောရုပ်ချောတဲ့သူရောရုပ်မချောတဲ့သူရောအဲ့ဒီမှာယာရုရှိတဲ့သူရောယာရုမရှိတဲ့သူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောအကုန်လုံးဒီနေ့ကြတော့သေရတာပါပဲတဲ့ဖြစ်ပြီးရင်ပြည့်ရတာပါပဲတဲ့ပစ္စည်းကပေါ်ရုပ်ချောသူတွေတဲ့ခုံရှိခုံမဲ့ဆိုခဲ့သူတွေတဲ့နောက်ဆုံးချလုံးဝအလုံးသေးတဲ့အလုံးသေးရတာပါပဲတဲ့အဲ့ဒီမှာအဲ့ဒါကြောင့်မို့ဖြစ်လင်ပြည့်မြဲမှန်မလွယ်သည်တဲ့သုံးဆွဲဖို့ရာမြတ်ဥစ္စာကိုတဲ့ကံကြမ္မာဘေးရပြန်သေးလေတဲ့ပြည့်ရေးတပံကြုံခဲ့ပြန်ခဲ့တဲ့သုံးဆွဲဖို့ရာပေးလိုက်လို့မို့ကံကြမ္မာကပေးလိုက်လို့ကုသိုလ်ကံကပေးလိုက်လို့မို့ပစ္စည်းဥစ္စာတွေရလာတယ်တဲ့အဲ့ဒီမှာသုံးဆွဲဖို့ရာမြတ်ဥစ္စာကိုကံကြမ္မာပေးရပြန်သေးလေပြည့်ရေးတပံကြုံခဲ့ပြန်ခဲ့တဲ့ယနေ့တရင်နဲ့တက်လာလိုက်တာအေယာဝတီတိုင်းပဲလေးမျက်နာပဲအဝန်းမြင့်ဆယ်ကျိုးပေါက်သွားလို့တဲ့အဲ့ဒီမှာသုံးဆွဲဖို့ရာမြတ်ဥစ္စာကိုကံကြမ္မာပေးရပြန်သေးလေပြည့်ရေးတပံကြုံခဲ့ပြန်ခဲ့တဲ့အဲ့ဒီမှာဩငါလေကိုကစပါးလေးအဲ့ဒီမှာအားရဖြစ်လိုက်တာဘောရင်မဲ့ပြီးရိတ်သိမ့်ပြီးရင်အဲ့မှာဆိုင်ကလေးဝယ်မှာပဲလို့ဆုံးဖြတ်ချက်ထားလိုက်တဲ့အလုံးလေးမျက်နှာပဲကလူတွေအဲ့ဒီမှာပရမဘဲနဲ့ဒီတိုက်စားလိုက်တဲ့အခါမှာရေဘေးနှိမ့်ဆက်တဲ့အခါမှာတဘာကင်ကြီးရေနဲ့ပါတော့မြို့ပေါ်မှာနေတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအဲ့ဒီမှာတိုက်ကန်းလေးဝယ်ထားလိုက်တယ်အဲ့ဒီမှာ3,000နဲ့ဝယ်ထားလိုက်တဲ့တိုက်ကန်းလေးပြင်ဆင်လိုက်တယ်900လောက်ကုန်သွားတယ်တနေ့တော့ကမှမမျောလင်မဲနဲ့အဲ့ဒီမှာတိုက်ခန်းပြီးလောက်သွားတယ်အဲ့ဒီမှာဥစ္စာကိုရမြတ်ဥစ္စာကိုပြမလေးရန်သေးလေပြည့်ရေးတပံကြုံခဲ့ပြန်ခဲ့တဲ့ပစ္စည်းဥစ္စာရလည်းပဲရလာလို့ရှိရင်လည်းပဲရေမိမိခုပြင်းနေဦးဆိုရဲရန်တုံကဘာနေစေဘုံခန်းတိုင်းနဲ့ပစ္စည်းတိုင်းနဲ့အဲ့ဒါကြောင့်မို့သုံးဆွဲဖို့ရမြတ်ဥစ္စာကိုကံကြမ္မာပေးရပြန်သေးလေပြည့်ရေးတပံကြုံခဲ့ပြန်ခဲ့တဲ့အဲ့ဒီမှာချစ်လျံဝေဝေချစ်သူတဲ့လေမြပေါင်းရလေတဲ့ခွဲရမိမှာမလွဲတာဒီတဲ့တရားတရားအသေးချင်းအရင်ချင်းထားပြီးတော့တအေးပဲနေနေကရေနဲ့ပဲနေနေအချင်းနောက်နဲ့ပဲနေနေကြတော့ရှင်ခွဲတော်၎င်းနဲ့ဒေတော်၎င်းနဲ့ဝဲခွာရတာပါပဲတဲ့အဲဒီမှာရန်ကုန်မြို့ပေါ်ကနေပြီးတော့မန္တလေးကိုသွားလိုက်တဲ့ယထာအဲဒီမှာရန်ကုန်ကနေစစီလာလာလေစစီလာရင်ရန်ကုန်တပူတာပဲခူးတပူတာသာစီတပူတာမန္တလေးတပူတာအဲဒီမှာလေပူတာဆိုင်တယ်မန္တလေးယထာဝန်နဲ့ဝင်လိုက်တဲ့အခါမှာယထာဝန်တန်းကအဲ့ဒီမှာအစိမ်းရောင်အလံကိုချိုးလိုက်တယ်အစိမ်းရောင်အလံကိုချိုးလိုက်တဲ့အခါမှာယထာမောင်းတဲ့ဒတိုင်းပါကဆက်အရှိန်ကိုလျှော့ရမှာဖြစ်တယ်ဆက်ရှိန်ကိုလျှော့ရမှာဖြစ်တယ်ခရီးဆုံးမန္တလေးဘူတာရောက်နေတော့တာပါလားအဲ့ဒီမှာဆက်ရှိန်ကိုလျှော့ရမှာဖြစ်တယ်အစိမ်းရောင်အလံချိုးလိုက်ရင်ဒတိုင်းပါသည်ဆက်ရှိန်ကိုလျှော့ရမယ်ယထာတွဲပေါ်မှာပါတဲ့ခရီးသည်တွေကလည်းပဲခရီးဆုံးဘူတာမန္တလေးရောက်တော့တာပါလားကိုယ့်ရဲ့အဝဇာတုတ်တွေပုံပေါ်နေဟိုပြီးတော့ယထာထွက်လိုက်ယထာရက်လိုက်တာနဲ့တပြိုင်နဲ့ဆင်းရမှာဖြစ်တယ်ဆင်းပြီးလိုက်တဲ့အကံရောက်တော့အဲ့ဒီမှာဘူတာတွေကနေပြီးတော့တချို့ပုဂ္ဂိုလ်တွေကမန္တလေးသွားတချို့ပုဂ္ဂိုလ်တွေကမေမြို့သွားတချို့ပုဂ္ဂိုလ်တွေကြောက်ဆဲသွားဟုတ်ကဲ့တဲ့တတဝါတွေဒီတိုင်းမှာပဲယထာသံဃာသွားတဲ့၄ပါးဘူတာဆက်ရရှာတဲ့ဇာတိမထွက်ဇရာဆက်တဲ့နာသံဘူတာတဲ့
ရလိုက်တဲ့ယထာကြီးဟာအာရိမပရိသန္တိအချင်းသာတိဘုရားကနေထွက်လာဒါနယထာကြီးပရိသန္တိတဗုဒ္ဓဝတ္တအံကဆရာချင်းဗျာဆိုရဗုဒ္ဓတေယချင်းဆိုရမရဏဗုဒ္ဓလေးဗုဒ္ဓဆိုင်ပဲလေးဗုဒ္ဓဆိုင်ပဲအာရိယထာတော့လူပါဗုဒ္ဓဆိုင်ရရှာတဲ့ဇာတိမထွရတဲ့နာဆက်မရဏလေးဗုဒ္ဓတဲ့လေးဗုဒ္ဓစေအာရိမဒီတော်တဲ့ပုဂ္ဂိုလ်တွေရောတော်တွေကိုကြည့်လိုက်တဲ့ကမှာယထုံတန်သည်အစိမ်းရောင်အလံထိုးတဲ့ကမှာတရိုင်းပါသည်အာရိမယထာတိုင်းမှာဒီတိုင်းပဲနဲ့အာရိမအနာဟုဆိုရတာလိုက်ချူတိုင်းအနာယောဂရိစကတဲ့ဇာယောဂပဲဖြစ်ဖြစ်စီဥဒုယောဂပဲဖြစ်ဖြစ်အတောရတဲ့ဒီတိုင်းပဲပရိသန္တိခြင်းအာရိမရာအလန်ဒီအနာယောဂဆွဲကခြင်းပြရိအလန်ပူရခြင်းဆံပြူခါကိုင်းနာထိုင်ခြင်းဆိုရက်ဇရာအလန်ဒီအနာယောဂဆွဲကခြင်းမှာရိအလန်ဒီတိုးလာရင်ငါသည်မရဏဗုဒ္ဓသေရခြင်းဗုဒ္ဓရောက်တော့မှာပါလားကိုယ့်ရဲ့ဒါနအထောက်ကလေးတွေအာရိမသီလအထောက်ကလေးတွေဘာဝနာအထောက်ကလေးတွေပြင်ဆင်ရမှာပဲဖြစ်တယ်အခုတရားထိုင်နေဆိုတာလည်းပဲဘာဝနာအထောက်ပိုးကိုပြင်ဆင်နေတာပဲဖြစ်တယ်ထုတ်ပိုးနေတာပဲဖြစ်တယ်ထုတ်ပိုးနေတာပဲဖြစ်တယ်အဲဒါကြောင့်မို့ခုဘုံနောင်ရဲ့အရှိတွေးငိမနေနဲ့သူမဥခင်ကြိုးကပြင်တွင်ထုတ်ပိုးတဲ့အခုရဲ့နောင်မို့ရဲ့စဉ်းစားမနေနဲ့တေမင်းမဥခင်လေးမှာနဲ့အာရိမဒါနအထောက်ကလေးတွေသီလအထောက်ကလေးတွေဘာဝနာအထောက်ကလေးတွေပြင်ဆင်ရမှာပဲဖြစ်တယ်ခုတရားထိုင်နေတာသည်သီလအထောက်တွေပြင်ဆင်တာဝါဆိုသင်္ကန်းတွေစုပေါင်းလူတိုင်းတာကအာရိမဒါနအထောက်ကိုပြင်ဆင်တာတရားအထောက်နေတာအချိန်ရရင်ရတော့7 နာရီရရင်7 နာရီအထောက်4 နာရီရရင်4 နာရီအထောက်3 နာရီရရင်3 နာရီအထောက်အဲ့ဒီလိုအားထုတ်နေတာကဘာဝနာအထုတ်ဖို့ကိုပြင်ဆင်နေတာပဲဖြစ်တယ်အဲ့ဒီမှာခုဘုံတော်ရဲ့အရှိတွေးငွေမနေတဲ့သူမေဥခင်ကြိုးကပြင်တွင်ထုတ်ဖို့တဲ့အဲ့ဒီလိုထုတ်ဖို့ပြီးလိုက်တဲ့ကံရောက်တော့အဲ့ဒီမှာအနာယောဂအလံနေချိုးလာရင်ကိုရခြင်းအလံနေချိုးလာရင်ကိုရဲ့ဒါနအထောက်သီလအထောက်ကြီးတွေပြင်ဆင်ပြီးတော့အဲ့ဒီမှာတေမေမဥခင်မှာပြင်ဆင်ရမှာထုတ်ပိုးရမှာဖြစ်တယ်တရဝရဒီမန္တလေးဘုရားရေကဆင်းလိုက်တဲ့ကမှာတို့ဟာကိုယ်တန်းကိုသွားကြကြတော့တဲ့ဟောရလေဒီတပါပဲတဲ့ကွဲတော်ကောင်သေကွဲတော်ကောင်ကွဲကွဲတဲ့တော်ကောင်သေတော်ကောင်ကွဲကွဲရတယ်အာရိမရွှေလက်တွဲရဲ့အမြဲချစ်ခင်ပေါင်းပေါ်မိဝဲမကွဲစေခြင်းတဲ့မကွဲလို့လဲကွဲရပေလျင်တဲ့အဟုတ်ပြဒုက္ခသစ္စာပင်တဲ့အဲ့ဒီလိုကွဲကွာလိုက်တဲ့အခါမှာအာရိမဘသူအိမ်နေအာရိမဟိုဆင်းရဲမှုစိတ်ဆင်းရဲမှုတွေကြုံရတာပဲဖြစ်တယ်အာရိမဝေယောကောဒုက္ခကိုချစ်တဲ့သူနဲ့ကွဲကွာရတာလည်းပဲဆင်းရဲဒုက္ခပဲဖြစ်တယ်ရွှေလက်တိုး၍အမြဲချစ်ခင်ပေါင်းပေါ်မိဝဲမကွဲစေခြင်းမကွဲလို့လဲကွဲရပေလျင်တဲ့အဟုတ်ပြဒုက္ခသစ္စာပင်တဲ့အဲ့ဒီမှာချစ်လျံဝေချစ်သူတွေနဲ့ချစ်လေသည်မြပေါင်းဖော်ရလေတဲ့ကွဲရမည်မှာမလွဲတာတည်းတဲ့ရှိချာအသက်တီလျက်နေတဲ့ပခက်နဲ့ဘေဝေးခဲ့လေ၍တဲ့နီးလေပြင်ကောင်းအမှန်အောင်လေတဲ့တဖြည်းဖြည်းတဲ့အဲ့ဒီမှာအမိဝမ်းတွေမှာပြိတ္တန်နေနေကြတဲ့အခါကနေပြီးတော့ဘုန်းကြီးတို့တင်တို့တဖြည်းဖြည်းနဲ့ကြီးလာလိုက်ပြီအဲ့ဒီမှာတဖြည်းဖြည်းနဲ့ပြင်ကောင်းတဲ့အောင်ဖို့ရာနီးလာပြီဖြစ်တယ်အဲ့ဒီမှာပခက်နဲ့ဘေဝေးခဲ့လေ၍တဲ့နီးလေပြင်ကောင်းအမှန်အောင်လေနဲ့မအောင်ခင်လေးမှ
အဲ့ဒီမှာဒီကုသိုလ်ကောင်းမှုလောက်ရတာပဲဖြစ်တယ်တချို့ပုဂ္ဂိုလ်တွေကကုသိုလ်ကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်တွေကပုဂ္ဂိုလ်တွေအတွက်ရှင်းညာရှင်းတွေကဘယ်လိုရေးသားတာတုံးဆိုတော့ဥဝဲအတန်ချွဲပြင်းတဲ့လက်ထဲပလာဘာပါပဲအာလာခဲ့ရသည်တဲ့အဲ့ဒီမှာဥဝဲနဲ့အမိယောတိုက်တွေကပရိသန်နေနေတဲ့ကဘုန်းကြီးတို့သင်တို့ထွက်လာခဲ့တဲ့လက်ထဲမှာစိန်တွေရောရွှေတွေရောငွေတွေရောဟန်ပုံတွေရောမပါဘူးဖြစ်တယ်အဲ့ဒီမှာဥဝဲအတန်ချွဲဖြင့်လက်ထဲပလာဘာမပါပဲငါလာခဲ့ရသည်တဲ့အဲ့ဒီမှာဘာမှမပါပဲပါလာခဲ့ငါလာခဲ့တဲ့စိန်တွေလည်းမပါဘူးရွှေတွေလည်းမပါဘူးတယ်လီဖုန်းတွေလည်းမပါဘူးငါလာခဲ့ရသည်တဲ့သမုဒ္ဒရာညာတဲ့အဲ့ဒီမှာဒီခန္ဓာကိုယ်ကြီးရထားလိုက်တဲ့အတွက်ကြောင့်အနေကင်းလဲစားပေးလိုက်ရနေကင်းလဲစားပေးလိုက်ရလူတွေဆိုလို့ရှိရင်ညပဲလဲစားပေးလိုက်ရဖြစ်ကနေရနေနဲ့ညာတဲ့ရက်လနဲ့ပြောင်းရာသီပြောင်းတော်တဲ့ရက်တွေကလည်းကုံသွားပြီတဲ့အဲ့ဒီမှာရာသီတွေလတွေကလည်းကုံသွားပြီတဲ့မိုးရာသီဆောင်းရာသီနွေရာသီဆိုတဲ့ရာသီတွေလည်းပြောင်းသွားပြီတဲ့ရက်လနဲ့ပြောင်းရာသီပြောင်းတော်တဲ့ကောင်းမှုပုံညဘာမှမပါတဲ့ဘာကုသိုလ်ကောင်းမှုမှမလုပ်ခဲ့ဘူးတဲ့ဒါနကုသိုလ်လည်းမလုပ်ခဲ့ဘူးသီလကုသိုလ်လည်းမလုပ်ခဲ့ဘူးဘာဝနာကုသိုလ်လည်းမလုပ်ခဲ့ဘူးတဲ့အဲ့ဒီလူရဲ့ဘဝဟာတဲ့သေဆုံးသွားတဲ့ကာမအလားတုံညပြန်တုံညဒီတဲ့ဟိုယောဂီတွေကတော့အလားလဲတုံညအပြန်လဲတုံညမဖြစ်ကြအောင်လို့မို့အဲ့ဒီမှာအွန်လိုင်းကနေပြီးတော့တရားထိုင်နေတယ်အဲ့ဒီမှာonline ကနေတရားထိုင်နေတယ်တရားတွေနဲ့ကျင့်ကြံနေတယ်အနေလဲကောင်းတယ်အပြန်လဲကောင်းရမှာဖြစ်တယ်အဲ့ဒီမှာအဲ့ဒါကြောင့်မို့ပကက်နဲ့ပေဝေးခဲ့လေ၍နီးလေကင်ပြင်ကောင်းအမှန်အောင်လိမ့်အဲ့ဒီမှာခန္ဓာရတာလိုက်တဲ့အတွက်ကြောင့်မမြဲတဲ့အိဋ္ဌသဘောဆင်းရဲတဲ့ဒုက္ခသဘောအဲ့ဒီမှာတခါတည်းံကိုရောသူရောလောကဝေဒနာတွေနှိမ့်ဆက်လာလိုက်တဲ့အခါမှာဆင်းရဲဒုက္ခတွေရတခါတည်းံရောက်တော့လောကဝေဒနာတွေကအဲ့ဒီမှာလောကဝေဒနာတွေရတယ်ဆိုတာလည်းပဲကိုယ်ဟာကိုယ်အနေတိုင်းမတတ်လို့ယောဂရရာဂတစ်မျိုးအစားတောက်တွေမစားတတ်လို့အစားတောက်တွေကြောင့်မို့ယောဂရရာဂတစ်မျိုးတခါတည်းံမှမကျေနပ်တဲ့လူမနာလို့တဲ့သူကလမ်းလုံးလို့မို့ယောဂရရာဂတစ်မျိုးယောဂရရာဂအမျိုးမျိုးပဲအဲ့ဒီတဲ့ကံရောက်တော့အဲ့ဒီလိုယောဂရလာလိုက်တဲ့ကာမဆင်းရဲတဲ့ဒုက္ခသဘောကိုမရခြင်းမဲနဲ့ရနေလိုက်တဲ့အနတ္တသဘောအဲ့ဒီမှာဘုဒ္ဓလောလေးရလဲယောဂါတွေဖြစ်အဲ့ဒီမှာဒီအစားတော့စားလိုက်ရင်ဝမ်းလျှောဝမ်းမလျှောပြန်လို့ရှိရင်လည်းပဲအဲ့ဒီမှာပါဇက်ကအန်ချရေတောက်လိုက်ရင်အန်ချစေရီထိုးရအဲ့ဒီမှာတရားချထိုးရဆရာဝန်တွေတပည့်တွေတရားထိုင်နေလို့တော်ကကြရေတောက်လိုက်ရင်လည်းအန်ချအဲ့ဒီတဲ့ကံရောက်တော့ဆေးထိုးရဆေးဆောင်ထားရအဲ့ဒီမှာအဲ့ဒီတဲ့ကံရောက်တော့ခန္ဓာရလာလိုက်တာဒီဆင်းရဲတဲ့ဒုက္ခသဘောဘုံမပိုင်တဲ့အနတ္တသဘောအဲ့ဒီမှာ၄-၅ ရက်လောက်အလူလဲခံရနောက်ပိုင်းရောက်တော့ပြန်ပြောက်သွားတာပါပဲယောဂလည်းပြောက်သွားတာပဲနေကောင်းသွားတာပဲခရီးသွားလိုက်တဲ့ခါရောက်တော့ယောဂပြောက်သွားတာပဲအဲ့ဒီမှာဒါမျိုးတကားမှလည်းမကြုံဘူးအဲ့ဒီတဲ့ခါရောက်တော့ရေတောက်လိုက်ရင်လည်းအန်ချလိုက်အဲ့ဒီမှာရေကိုမတောက်ရဲလောက်အောင်ဖြစ်နောက်ပိုင်းအဲ့ဒီမှာရေနွေးတောက်လိုက်နောက်ပိုင်းမှာရေပြန်အကျဉ်လှုပ်လိုက်ကောင်းသွားတာပဲဖြစ်တယ်အဲ့ဒီတဲ့ခါရောက်တော့အဲ့ဒီမှာနီးလေပြင်ကောင်းအမှန်အောင်လိမ့်တဲ့အကြောင်းမတော်၃ရက်ကျော်ကားတဲ့ပုတ်စော်ညီနံရန်တွေ့ပြန်တော်တဲ့အမှန်ချစ်သူမကတ်မှုပဲတဲ့လစ်လျူရှုတုံးတကယ်မုံဤတဲ့အကြောင်းမတော်လို့သေဆုံးသွားလိုက်တယ်တဲ့အကြောင်းမတော်၃ရက်ကျော်ကပုတ်စော်ညီနံရန်တွေ့ပြန်တော်တဲ့အဲ့ဒီမှာဇနီးမောင်နှံ2ဦးရှိတယ်အမျိုးသားကကားအစီ
ရင်ဖြစ်ပြီးတော့ဆုံးသွားလိုက်တယ်အဲ့ဒီမှာဇနီးတွေကသာသမီတွေကိုပြောတယ်နင်တို့အဖေကအစီရင်ဖြစ်ပြီးတော့ဆုံးသွားပြီအဲ့ဒီမှာပုပ်စော်တွေကသာသမီတွေကမစုံနေတဲ့အခါမှာတချို့ကနိုင်ငံခြားမှာစင်ကာပူမှာတချို့ကရန်ကုန်မှာတချို့ကမန္တလေးမှာဆုံးအောင်ထားရအောင်ပါပဲအဲ့ဒီမှာငါးအိမ်မှာထားလိုက်တဲ့ပြန်တော့လည်းပဲ3 ရက်ကျော်လာတော့ပုပ်စော်တွေနန်းလာပြီအဲ့ဒီမှာမော်လမြိုင်မှာနေတဲ့တက္ကမကသူသားသမီးတွေကိုပြောတယ်ဒီမှာရှိတဲ့အားတွေကိုတအိမ်တရက်စီယူကြစမ်းလို့ခိုင်းလိုက်တဲ့သားသမီးတွေကအမေအမျိုးသားပဲအမေအိမ်မှာထားလိုက်ပေါ့သားသမီးတို့အိမ်လည်းပဲအဲ့ဒီမှာကလေးတွေနဲ့လူများပါပြီနဲ့အေးနင်တို့အဖေငါအိမ်သာဆက်ထားနေရင်တော့ကြောင့်ငါပါသေးနေအောင်မဲ့ပုပ်စော်တွေကနန်းလာပြီမြန်မြန်ပြည့်ရင်လည်းပဲသာသမီမစုံရင်လည်းပဲငါ့ကိုအပြစ်ပြုံးမှာပဲအဲ့ဒီတဲ့ကံရောက်တော့အကြောင်းမတော်3 ရက်ကျော်ကပုပ်စော်ညီနံရန်တွေ့ပြန်တော့တဲ့အဲ့ဒီမှာ3 ရက်ကျော်လာလိုက်တဲ့အခါမှာပုပ်စော်တွေကနန်းလာညီတော်နန်းလာလိုက်တဲ့အခါမှာမြန်မြန်ပြည့်မှဖြစ်မှာပဲဘုန်းကြီးတွေလည်းအများကြီးပြင်ရင်အာနာစရာဖြစ်နေမှာပဲအရေးတကြတဲ့ဘုန်းကြီးတစ်ပါးလောက်ပါရင်တော်ပြီပေါ့အဲ့ဒီမှာရက်လက်ကြမှများများပြင်တာပေါ့တိုင်မင်လိုက်ဆုံးဖြတ်ချက်ချလိုက်တဲ့တမလွန်ဘဝကဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကကြည်စံငါသားသမီးတွေငါဇနီးမယားတွေငါတော့သူတို့အတွက်ရှာဖွေပေးလိုက်ရတာနေမနာညာမအားနေဘူးမရှောင်မိုးရွာမရှောင်အလုတ်လုတ်ပေးနေရတာရှာဖွေပေးနေရတာအခုတော့ငါကိုရည်စူးပြီးတော့ထိုက်တန်လူမဲ့မကြံကြဘူးလူမဲ့မကြံကြဘူးအဲ့ဒီမှာမြန်မြန်ပြစ်ကြတော့မယ်ဖြစ်ကြတဲ့ဆန်းအဲ့ဒီမှာလောက်ကြတော့မှာပဲဖြစ်ကြတဲ့ဆန်းလောက်ကြတော့တာပဲဆိုပြီးတော့အဲ့ဒီမှာတမလွန်ဘဝကဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်စိတ်မကောင်းဘူးလူတွေဖိတ်လိုက်တယ်လူတွေကလည်းလာကြတယ်လက်ဖက်လေးတယ်နေကြသိလော်လေးတယ်ပိုက်ဆံလေးကူအဲ့ဒီမှာအတုပလာပြန်သွားစားတော့သွားမကောင်းတတ်လို့စားလာရတာအဲ့ဒီမှာတအိမ်လုံးလဲပုပ်စော်တွေနန်းနေတာညီတော်တွေနန်းနေတာလမ်းရောက်တော့ထွေးပြစ်ပြီးတော့အပြစ်ပြောသွားတယ်အကြောင်းမတော်3 ရက်ကျော်ကပုပ်စော်ညီနန်းရန်တွေ့ပြန်တော့တဲ့အမှန်ချစ်သူမကမှုပဲလစ်လူရှုတော့တကယ်မုံကြီးတဲ့အဲ့ဒီမှာနောက်ဆုံးရောက်ကမြို့ပြည်ရွာ၌ဆွေညာအများစွန့်ပယ်ထား၍တဲ့တောကြီးမြန်ရန်မြေတုတ်တန်၌ရောက်ပြန်မရှိမြုပ်နှံပြီးခြင်း6 ပေတွင်းဝဲတဲ့ဝတ်စင်းအိတ်ခါနေရမည်ကိုတေရမည်ကိုတဲ့ဆွဲမြဲမှတ်ကဆင်ခြင်းပါလောတဲ့နောက်ပိဆုံးတဲ့လူသူမနီးတဲ့တောကြီးမြန်ရန်မြေတုတ်တန်မှာ6 ပေတွင်းထဲမှာတေရမယ်ဆိုတာဆင်ခြင်းပါတဲ့ဒါရှေးတုန်းကပြောတာစနေခေတ်ကြီးရောက်တော့မြို့ကြီးပြကြီးတွေရောအကုန်လုံးအဲ့ဒီမှာရွာကြီးတွေရောမိတချို့ဆက်တွေရှိနေတာငါဒီကနီးမှာငါ့ကိုမြေကြီးတွေမြုပ်ကြမှာပဲ6 ပေတွင်းနဲ့ထဲကြမှာပဲမြုပ်ကြမှာပဲသွားပြီးတော့မဆွဲလန်းနဲ့ဆွဲလိုက်ရင်ဆင်းရဲတဲ့စွန့်လိုက်ရင်ချမ်းသာတဲ့အဲ့ဒီတဲ့ကံရအောင်တော့အာဝရိန္ဒသုလမဏိစေရီဗြဟ္မပြည်ဒௌသစေရီတရားအမှတ်ကလေးနဲ့ပူဇော်ပြီးတော့သေတတ်အောင်လေ့ကျင့်တာအဲ့ဒီမှာအိမ်ရောကိုမိသားစုပေါ်ရောမဆွဲလန်းနဲ့အကုန်လုံးဘုန်းကြီးတွေရောလူတွေရောသေသွားရင်ဘာမှယူသွားလို့မရဘူးထားပြထားခဲ့ရမှာပဲဖြစ်တယ်အဲ့ဒီမှာဆွဲလိုက်ရင်ဆင်းရဲတဲ့စွန့်လိုက်ရင်ချမ်းသာတဲ့အဲ့ဒီတဲ့အတွက်ကြောင့်အဲ့ဒီမှာတာဝရိန္ဒသုဒ္ဓမဏိစေရီဗြဟ္မပြည်ဒௌသစေရီတရားအမှတ်ကလေးနဲ့ပူဇော်ပြီးတော့သေတတ်အောင်အိယာဝင်ကနီးမှလည်းပဲအဲ့ဒီမှာတရားအမှတ်ကလေးနဲ့တာဝရိန္ဒသုဒ္ဓမဏိစေရီကိုပ
ဗုဒ္ဓနုံတရီနဲ့ပဲဖြစ်ဖြစ်မေတ္တာနဲ့ပဲဖြစ်ဖြစ်ဒေခြင်းတရားနဲ့ပဲဖြစ်ဖြစ်အာနာပါနာနဲ့ပဲဖြစ်ဖြစ်ဝိပဿနာနဲ့ပဲဖြစ်ဖြစ်ပူဇော်လှူဒန်းပြီးတော့သိနိုင်အောင်ကိုလေ့ကျင့်ထားမှာပဲဖြစ်တယ်တရားထိုင်နေဆိုတာအသေးလေ့ကျင့်တာပဲဖြစ်တယ်အဲဒီမှာသင်္ကာရချုံလောကီမြုံ၌ခိုးလုံးဝင်ဆံပုထုဇဉ်တို့တဲ့လောကရန်လွတ်ကြောင်းစုပန်ကောင်းတဲ့လမ်းကောင်းမဲ့ခင်ရှစ်အင်ဓမ္မအဝဝကိုနေညမကွာကြိုးစားရသည်ခေမာရောက်မှအေမီရီတဲ့ဟောဒီလောကီဘုံမှာခိုးလုံးဝင်ဆံတဲ့ပုထုဇဉ်နေတဲ့လောကရန်လွတ်ကြောင်းစုပန်တောင်းလေတဲ့လမ်းကောင်းမဲ့ခင်တဲ့ပဂရိလူတွေသွားတဲ့လမ်းကကောက်တာတွေကိုွေးတာတွေရှိသေးတယ်တဲ့မြတ်စွာဘုရားသခင်ရဲ့နိဗ္ဗာန်ကိုသွားတဲ့လမ်းကတော့မဂ္ဂင်လမ်းကတော့ကောင်းပါတယ်တဲ့လမ်းကောင်းမဂ္ဂင်ရှစ်အင်ဓမ္မအဝဝကိုတဲ့တရားတွေကိုတဲ့နေညမကွာကြိုးစားရသည်တဲ့ခေမာရောက်မှအေမီဒီတဲ့နိဗ္ဗာန်ရောက်မှဒုက္ခခတ်သိမ်းနဲ့ကင်းကျင်းမှဖြစ်တယ်အဲဒါကြောင့်မို့ယနေ့သေခြင်းတရားပွားများရမယ်သေခြင်းတရားပွားများတဲ့အခါမှာအဲဒီမှာစစ်ပွဲတွေဖြစ်နေတာလူတွေသိနေတာအာယုံပြုအရာခတ်သိမ်းသောသရဝါတို့သည်တပွဲသိနေကြသလိုစစ်ပွဲတွေဖြစ်နေလိုက်တဲ့အတွက်ကြောင့်လူတွေသိနေတာအာယုံပြုခတ်သိမ်းသောသရဝါတို့သည်တပွဲသိနေကြသလိုကိုပလက်လန်သိနေတဲ့ဘုံအာယုံပြုငါလည်းပဲသေရအောင်မှာပါတကားသေရကြည်သေးသေရကြည်သေးအရာပွားယနေ့သေခြင်းတရားပွားများရမှာပြန်ပြောပြအောင်မယ်ခတ်သိမ်းသောသရဝါတို့သည်တပွဲသေနေကြသလိုသေရကြည်သေးသေရကြည်သေးအရိသေခြင်းတရားကမ္မဋ္ဌာန်းကိုဣရိယာပုတ်၄ပါးလုံးပွားဣရိယာပုတ်၄ပါးလုံးပွားရမှာကိုဘုရားသခင်ကအဘိဓတုတ်မှာဟောထားလိုက်တာကသဗ္ဗေတ္တမရဏဓမ္မာတဲ့သဗ္ဗေလုံးစုံကုန်သောတတ္တလူနာပြမတတ္တဝါမန္တမြတို့ဟာမရဏဓမ္မာသေရခြင်းအရိမသေရခြင်းသဘောတရားကိုတဲ့အနတိတာမလွန်ဆန်နိုင်ကြကုန်တဲ့မလွန်မြောက်နိုင်ကြကုန်တဲ့အရိမတကိုကြည်လာပါတယ်ဆိုတဲ့ဘုရားတွေပိစိကဗုဒ္ဓတွေလည်းအရိမရှောင်ကွင်းလို့မရဘူးသေရတာပဲဖြစ်တယ်မရဏဓမ္မအနတိတာမရဏပရိယောဒါနာတဲ့သေရခြင်းလည်းအဆုံးပိုင်းခြားရှိတယ်ဣတိဣတောတဲ့အဘိနံမပြတ်သစ္စဝကိတပံတဲ့ဆင်ခြင်းဆင်ခြင်းထဤတဲ့အဘိနံမပြတ်ဆိုတာဣရိယာပုတ်၄ပါးလုံးကိုပြောတာဖြစ်တယ်အဲ့ဒီတဲ့ကံရောက်တော့အဘိနံပစ္စဝကိတပံအဘိနတုတ်ကိုထောက်ဆလိုက်သောအပြင်ယနေ့သေခြင်းတရားပွားများရမှာသည်ဣရိယာပုတ်၄ပါးလုံးပွားကသိန်းသောတရဝါတို့သည်တပွဲသေနေကြသလိုငါလည်းပဲသေရဥမ္မာပါရကသေရကြည်သေးသေရကြည်သေးအရာဣရိယာပုတ်၄ပါးလုံးပွားမပွားမိမှအလိုရအောင်ချက်အလိုပွားအရိမစိတ်တွေကနေပွားသေခြင်းတရားကိုပွားလိုက်တဲ့အတွက်ကြောင့်မရဏကပွားလေညာတဲ့ပေညာမာနာတဲ့သေခြင်းတရားကိုပွားလို့ရှိရင်မာနကင်းစင်တယ်တရားကတော့ဒီလောက်ပါပဲဣရိယာတော်ကိုနာချရလိုက်တဲ့ဓမ္မသုံးတော်ကုသကံစေတနာစောင့်ထိန်ကြလိုက်တဲ့သီလကုသကံစေတနာကျင့်ကြံကြိုးစားပွားများအထောက်ကြလိုက်တဲ့ဘာဝနာမယကုသကံစေတနာဤစေတနာပေါင်းစုမြတ်ကောင်းမှုတွေကြောင့်မအိုရမနာရမသေးရဒုက္ခခတ်သိမ်းတို့မှာခြုံငိမ့်နေရဖြစ်သောမဘုနိဗ္ဗာန်ကိုလွယ်ကူသောအကျင့်လျင်မြန်သောအသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်တည်းဘုရားတော်ဖျားပေးတဲ့ဆုနဲ့ပြည့်ရပါစေဘုရားပြောခင်သူတော်စင်အပေါင်းတို့ရှင်ယခုစုပေါင်းတရားထိုင်ရမည့်အချိန်ဖြစ်ပါတယ်10မိနစ်ခန့်အတိတ်ထံတင်ပြီးထိုင်ကြရမှာဖြစ်တဲ့အတွက်မျက်လုံးများစီး၍ကင်မရာများဖွင့်ပြီးတရား
ရှုမှတ်ပေးကြပါရန်ပန်ကြားအပ်ပါတယ်ရှင်မိုင်များကိုတော့ပိတ်ယောဂီသူတော်စင်ပေါင်းလို့ရှင်ယခု10မိနစ်အတိတ်ထံပြည့်သွားပြီဖြစ်တဲ့အတွက်တရားဖြုတ်လို့ရပါပြီရှင်သူတောင်းများဝေချပေးလိုက်တယ်ဣဒံမိပုံညာအာတဝခေယံဝဟံဟောတုဣဒံမိတိလံနိဗ္ဗာနတ္တပစ္စယောဟောတုဣဒံပုံညာဘာကံတပ္ပတတ္တာနံပါစီမအာလုံးကြာကြာသမျှရှိသမျှကုသိုလ်အမြယူတော်မူကြပါကုန်လောအာလုံးကြာကြာသမျှရှိသမျှကုသိုလ်အမြယူတော်မူကြပါကုန်လောအာလုံးကြာကြာသမျှရှိသမျှအာလုံးကြာကြာသမျှရှိသမျှကုသိုလ်အမြယူတော်မူကြပါကုန်လောတာဒုအာလုံးကြာကြာသမျှရှိအမြယူတော်မူကြပါ